ဒါဟာသမုတ်တရားသမိုင်းမှာအကြမ်းတမ်းဆုံးအစုလိုက်အပြုံလိုက်အမဲလိုက်ပွဲကြီးဖြစ်ပါတယ်။ထောင်တောင်းချီတဲ့ပင်လယ်ပြုံငှက်တွေဟာကောင်းကင်ယံကနေအမြောက်ဆန်တွေလိုမျိုးစနစ်တကျနဲ့စုပေါင်းပြီးထိုးဆင်းမဲလိုက်ကြပါတယ်။ကုန်းမြေပင်လယ်နဲ့ကောင်းကင်ယံကအသားစားသတ္တဝါတွေအားလုံးဟာကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးသဘာဝဖြစ်စဉ်ကြီးကိုဖန်တီးဖို့အတွက်တနေရာထဲမှာစုံတွေ့ခဲ့ကြတာပါ။နှစ်စဉ်မေလကနေဇွန်လအထိစိုက်ဘေးရီးယားရဲ့ဂေဟစနစ်ခံတပ်ကျွန်းတွေပေါ်မှာပင်လယ်ငှက်တွေငါးတွေဝေလငါးတွေနဲ့တခြားသတ္တဝါတွေဟာဂတိကဝတ်ပြုထားကြသလိုမျိုးဒီနေရာကိုစုယုံရောက်ရှိလာကြပါတယ်။ဇင်ယုံငှက်တွေကတော့ပထမဆုံးရောက်ရှိလာကြပြီးတိုက်ခိုက်ဖို့အစဉ်သင့်အနေထားနဲ့ကမ်းခြေတစ်လျှောက်စောစောစီးစီးစုဝေးနေကြပါတယ်။တောင်ကျောရဲ့တစ်ဖက်မှာတော့ပတ်ဖင်ငှက်အကောင်ကြီးတသန်းနီးပါးကအသင့်ဆောင်ဆိုင်နေကြသလိုဂန်းနက်ငှက်အုပ်ကြီးတွေကလည်းဝေးလံလာတဲ့ဥရောပနဲ့အာဖရိကကနေဒီပွဲကြီးကိုဝင်ရောက်ဆင်နွှဲဖို့ခရီးနှင်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲကမ်းလွန်ပင်လယ်ပြင်မှာတော့လင်းပိုင်ပေါင်းတောင်းနဲ့ချီပြီးလှိုင်းလုံးတွေကိုဖျက်ကျော်ကကျွန်းစီကိုဥတီချီတက်လာနေကြပါတယ်။သူတို့နောက်မှာတော့ဖြန်ကြီးထောင်ပေါင်းများစွာကစစ်ကြောင်းတစ်ဖွဲကလျက်လိုက်ပါလာကြပါတယ်။ရေမျက်နှာပြင်အောက်အနက်ဆိုင်ဆုံးနေရာမှာတော့တူနာငါးတွေဟာအရှိန်ဟုန်နဲ့ရှေ့ကိုပြေးထွက်နေကြပြီးအားလုံးဟာကျွန်းစီကိုပဲဥတီနေကြပါတယ်။သမုတ်တရားရဲ့အနက်ဆိုင်ဆုံးနေရာတွေမှာတော့မရေမတွက်နိုင်တဲ့ခါကုန်းဝေလာငါးကြီးတွေစုဝေးနေကြပါတယ်။မိုင်ပေါင်း2000ကျော်ခီးနေလာခဲ့ကြတဲ့သူတို့တွေဟာနောက်ဆုံးမှရောက်လာတဲ့ဧည့်သည်တော်ကြီးတွေဖြစ်ပါတယ်။ဒီသမုတ်တရားအေယာမတ္တတဝါကြီးတွေရောက်ရှိလာတာနဲ့အတူနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ဒီစုဝေးပွဲကြီးရဲ့စည်ရင်းကတော့ပြီးပြည့်စုံသွားခဲ့ပါပြီ။သူတို့တွေမိုင်ပေါင်းထောင်ချီခီးနေလာရတဲ့အကြောင်းရင်းကတော့ရေအောက်ကရေမော်တော်တွေထဲမှာပုံကွယ်နေပါတယ်။အဲ့ဒါကတော့ဥပေါင်း2000နီးပါးစီမံထားတဲ့ကပ်ပလင်ငါးငယ်လေးတွေဘီလီယံနဲ့ချီပြီးရှိနေလို့ပါပဲ။ပင်လယ်လိပ်တွေလိုပဲကပ်ပလင်ငါးတွေဟာသူတို့ရဲ့ဥတွေကိုကမ်းခြေတစ်လျှောက်ကတဲတောင်ပြင်တွေမှာမဖြစ်မနေလာဦးကြရပါတယ်။ဒါဟာကိုတက်သေးခြင်းနဲ့မချားတဲ့မျိုးပွားခြင်းနီလန်းတစ်ခုပါပဲ။ဥဖို့အတွက်သူတို့ရဲ့ခရီးစဉ်ဟာကြောက်မက်ဖွယ်ကောင်းတဲ့စစ်မြေပြင်ကိုဖျက်ဆီးရတယ်လို့ပါပဲ။အေယာမကပ်ပလင်ငါးအုပ်ကြီးတွေရှေ့ကိုတိုးထွက်လာတဲ့အခါမှာတော့ဝေးလံတဲ့ခရီးကနေရောက်လာတဲ့ခါကုန်းဝေလံငါးကြီးတွေဟာအနားတောင်မယူနိုင်ပဲစတင်တိုက်ခိုက်ပါတော့တယ်။ကပ်ပလင်ငါးတွေကိုတက်ဖြတ်စားတောက်မှုကြီးစတင်ပါပြီးခါကုန်းဝေလံငါးကြီးတွေဟာတိုးဆုပ်မနေပဲပထမဆုံးလိုင်းဖြစ်စတင်တိုက်ခိုက်ပါတယ်။သူတို့ဒီနေရာကိုရောက်တဲ့အချိန်မှာလာပေါင်းများစွာအစာမစားရသေးတာကြောင့်အရန်ကိုဗိုက်စာနေကြပါပြီးပါဇက်တစ်ချက်ဟာလိုက်ယုံနဲ့တင်ကပ်ပလင်ငါးထောင်ပေါင်းများစွာကိုဝမ်းမြိုနိုင်ပေမဲ့ဘီလီယံချီတဲ့ငါးအုပ်ကြီးအတွက်တော့ဘာမှမပြောပလောက်ပါဘူး။ဒါပေမဲ့ကပ်ပလင်ငါးတွေဟာခါကုန်းဝေလာငါးကြီးတွေရဲ့အစာဖြစ်အဆုံးသတ်ဖို့တင်ဒီလောက်ဝေးရဲ့ခီးကိုလာခဲ့ကြတာမဟုတ်ပါဘူး။ဒီအေယာမတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရတဲ့အခါသူတို့အတွက်တခုတည်းသောရွေးချယ်မှုကတော့ထွက်ပြေးဖို့ပါပဲ။ဒါပေမဲ့လည်းသူတို့ဟာဝန်ပလွေတွင်းကနေမလွတ်ခင်မှာတင်ကြားတွင်းထဲကိုထက်ရောက်သွားသလိုမျိုးဖြစ်သွားပါတယ်။ကပ်ပလင်ငါးတွေဟာမကြခင်မှာပဲဖြန်ကြီးထောင်ပေါင်းများစွာရဲ့ဝန်းရံခြင်းကိုခံလိုက်ရပါတယ်။ဥတွေကိုအောင်မြင်စွာဥနိုင်ဖို့အတွက်သူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ငါးအင်အားနဲ့အနိုင်ယူဖို့ပါပဲ။ခဏချင်းအတွင်းမှာတင်ကပ်ပလင်ငါးအလုံးဟာအေယာမဘောလုံးကြီးတစ်ခုတန်းစုစည်းလိုက်ကြပြီးမျိုးဥတွေရှိတဲ့အမတွေကိုတော့အလဲဘဟုမှာလုံခြုံစွာထားကအထီးတွေကတော့အပြင်ဘက်အလွှာတစ်ခုလုံးမှာနေရာယူလိုက်ကြပါတယ်ဒီလိုနည်းနဲ့တိုက်ခိုက်ခံရရင်တော့မှအပြင်ဘက်ကအထီးတွေပဲအစားခံရမှာဖြစ်ပါတယ်ဒီလိုနဲ့ငါးအုပ်ကြီးတစ်ခုလုံးဟာဖောက်ထွင်းလို့မရတဲ့ခန်းတက်ကြီးတစ်ခုဖြစ်သွားပါတယ်ရုတ်တရက်ဆိုသလိုပဲတစ္ဆာတရားမရှိတဲ့တူနာငါးတတိုက်ဟာအခွင့်အရေးကိုအရယူပြီးကပ်ပလင်ငါးတွေရဲ့ခန်းတက်ဘောလုံးကြီးကိုထိုးဖောက်ဖို့စူးစမ်းပါတော့တယ်ဒါပေမဲ့တူနာငါးတွေဟာဒီငါးအုပ်ကြီးရဲ့ညံ့ရည်ကိုအထင်သေးခဲ့မိတာပါငါးအုပ်ကြီးပြက်ပြက်သွားရင်တော့မှကပ်ပလင်ငါးတွေဟာတစ်စက္ကန့်အတွင်းမှာတင်ပုံစံအသစ်ပြန်လဲစူးစီးနိုင်စွမ်းရှိပါတယ်ပြိုင်ဘက်တွေမတုံ့ပြန်နိုင်ခင်မှာတင်အထီးတွေကအမတွေကိုကာကွယ်ဖို့အတွက်ဒိုင်းလွှာကြီးကိုနောက်တစ်ကြိမ်အမြန်ဆုံးပြန်လဲဆစ်ဆက်လိုက်ကြပါတယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အမတွေကိုအကာအကွယ်ပေးဖို့ကအထီးတွေရဲ့မပြောင်းလဲတဲ့တာဝန်ဖြစ်ပြီးဒါဟာသူတို့ရဲ့အသက်တွေကိုစက်တရမယ်ဆိုရင်တော့မှအဆင်သင့်ပါပဲဖြန်တွေနဲ့တူနာငါးတွေဟာကပ်ပလင်ငါးတွေရဲ့စီးချက်ကိုမဖြတ်စည်းနိုင်မှန်းသိသွားတဲ့အခါမှာတော့သူတို့ဟာဒီဝိုင်းရံပိတ်ဆို့မှုမှာပါဝင်ဖို့အတွက်တခြားအသားစားသတ္တဝါတွေကိုပါဆင့်ခေါ်လိုက်ကြပါတော့တယ်အခုတော့ဖြန်တွေလင်းပိုင်တွေငါးမန်းတွေနဲ့တူနာငါးတွေဟာတလဲစီတိုက်ခိုက်နေကြပါပြီကပ်ပလင်ငါးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့မဟာမိတ်အဖြစ်ပြောင်းလဲသွားကြတဲ့တဘာဝရန်သူတွေပါပဲအားနဲ့လာတဲ့ကပ်ပလင်ငါးလေးတွေဟာအတူတူစုစည်းပြီးထွက်ပြေးဖို့အစွမ်းကုန်စူးစမ်းကြပေမဲ့အရက်မျက်နှာအသီးသီးကနေစနစ်တကျတိုက်ခိုက်လာတာကိုတော့မခုခံနိုင်တော့ပါဘူးဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုအပြီးမှာတော့ငါးအုပ်ကြီးဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်လိုက်ရပြီးကပ်ပလင်ငါးတန်းကျော်လောက်အစာဖြစ်ပါသွားခဲ့ရပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့အတိဒုက္ခကဒီမှာတင်မပြီးသေးပါဘူးကပ်ပလင်ငါးတွေဟာတဖြည်းဖြည်းနဲ့ရေတိမ်ပိုင်းစီကိုမောင်းထုတ်ခြင်းခံရတဲ့အခါမှာတော့အပေါ်မှာဆာလောင်နေတဲ့ကောင်းကင်ယံကအသားဆက်ငတ်ကြီးတွေဟာအပေါ်ကိုပြန်တက်သွားကြပါတယ်ကပ်ပလင်ငါးတွေကိုအသက်ရှူပေါက်တောင်မပေးဘဲထောင်တောင်းချီတဲ့ပင်လယ်ငှက်တွေဟာအောက်ကငါးတွေစီကိုထိုးဆင်းတိုက်ခိုက်ပါတော့တယ်ထိုးဆင်းသွားတဲ့ငှက်တိုင်းဟာနှုတ်သီးထဲမှာကပ်ပလင်ငါးတစ်ကောင်စီနဲ့ပြန်တက်လာကြပါတယ်ထောင်တောင်းချီတဲ့ငှက်တွေရဲ့အကြိမ်ကြိမ်တိုက်ခိုက်မှုအပြီးမှာတော့နောက်ထပ်ကပ်ပလင်ငါးတသိန်းကျော်လောက်ထပ်မံပျောက်ကွယ်သွားခဲ့ရပြန်ပါတယ်အသက်ရှင်ကျန်ရစ်တဲ့ကပ်ပလင်ငါးတွေဟာကမ်းခြေစီကိုအသေးအတန်ပြေးကြတဲ့အခါမှာတော့ကမ်းခြေမှာစောစောစီးစီးစုဝေးနေကြတဲ့ဇင်ယုံငှက်တွေကဒီလိုအလိုက်တင်ရောက်လာတဲ့အစာကိုအငမ်းမရစောင့်ဆိုင်နေကြပါတယ်ကပ်ပလင်ငါးတွေဟာသူတို့ရဲ့မျိုးဆက်တစ်လေးတွေဘေးကင်းစွာမွေးဖွားနိုင်မှုအတွက်ကိုစတေးဖို့အသင့်ပြင်ထားကြပြီးလှိုင်းလုံးတွေနဲ့အတူကမ်းခြေစီကိုတတုပ်ပြီးတတုပ်တက်လာကြပါတယ်အရင်လိုပါပဲရှေ့ဆုံးကနေဥဆောင်လာတာကတော့အထီးတွေဖြစ်ပါတယ်ဇင်ယုံငှက်တွေကအထီးတွေကိုအလုရှုပ်ခံပြီးစားတောက်နေတဲ့အချိန်ပိုင်းစက္ကန့်အနည်းငယ်မှာတော့အမတွေကအခွင့်အရေးကိုအရယူပြီးသူတို့ရဲ့ဥတွေကိုအမြန်ဆုံးဥချလိုက်ကြပါတယ်တကယ်လို့သူတို့ကံကောင်းမယ်ဆိုရင်တော့နောက်ထပ်လှိုင်းလုံးတစ်ခုကအမတွေကိုပင်လယ်ထဲစီကိုပြန်လဲခေါ်ဆောင်သွားမှာဖြစ်ပါတယ်
အမတွေကဥတွေကိုဥချလိုက်တာနဲ့တပြိုင်နက်အထီးတွေကလည်းသူတို့စီကိုအမြန်ဆုံးတိုးကပ်သွားကြပါတယ်အထီးတွေဟာဇင်ယုံငတ်တွေရဲ့ပါဇက်ထဲကိုမရောက်သွားခင်စက္ကန့်အနည်းငယ်အတွင်းမှာပဲဥတွေကိုအောင်မြင်စွာတနေအောင်လှုပ်ဆောင်ကြရပါတယ်အမအများစုကတော့ဥထက်ဥဖို့အတွက်သမုတ်တရားတွေကိုပြန်သွားနိုင်ကြပေမဲ့အထီးတွေအားလုံးနှီးပါးကတော့ဒီနေရာမှာပဲတေဆုံးသွားကြရပါတယ်တနေအောင်ပြီးသားဥလေးတွေကတော့တဲပွင့်လေးတွေမှာမြဲမြံစွာကတ်တွယ်နေကြပြီးကြောက်မြတ်ရတနာလေးတွေလိုမျိုးကြည်လင်တောက်ပနေပါတယ်နှစ်ပတ်ကြာမှာတော့ငါးသားပေါက်လေးတွေဟာဥကနေထွက်လာကြပြီးလိုင်းလုံးတွေကသူတို့ကိုသမုတ်တရားတဲ့စီခေါ်ဆောင်သွားမှာဖြစ်ပါတယ်သူတို့ရဲ့မိဘတွေကိုကမ်းခြေရီတိမ်ပိုင်းစီပို့ဆောင်ပေးခဲ့တဲ့အဲ့ဒီလိုင်းလုံးတွေကပဲအခုတော့သူတို့လေးတွေကိုပင်လယ်ပြင်ကြီးစီကိုပြန်လည်ပို့ဆောင်ပေးနေပါတော့တယ်